ကဘာပေါ်မှာအစည်းအကြီးဆုံးအိမ်တွေကဘောလုံးသမားတွေပိုင်ဆိုင်တဲ့အိမ်တွေဆိုတာအသင်သိပါသလားဒါကတော့ကဘာစီးအကြီးဆုံးအိမ်တွေကိုပိုင်ဆိုင်ထားတဲ့ထိပ်တန်းဘောလုံးသမား9ယောက်ပဲဖြစ်ပါတယ်ငါလီယိုနယ်မက်ဆီ$9တန်းမက်ဆီရဲ့ဘာစီလိုနာကစံအိမ်မှာတော့ကိုပိုင်အားကစားခန်းမှာရုပ်ရှင်ကြီးခန်းရေကူးကန်ကြီးတစ်ခုနဲ့သူ့ရဲ့ဂျောနံပါတ်10ပုံစံဖန်တီးထားတဲ့ဘောလုံးခွင်းတစ်ခုပါဝင်ပါတယ်တကယ့်ကိုအကောင်းဆုံးဂုတ်စွမ်းအင်ပါပဲနေ့ခရစ္စတီယာနိုရိုနာဒို$17တန်းCR7 ရဲ့ Lisbon က Penthouse အိမ်ဟာပေါ်တူဂီမှာတမိုင်းတစ်လျှောက်အစည်းအကြီးဆုံးရောင်းချခဲ့ရတဲ့အိမ်တွေထဲကတစ်လုံးရှိပါတယ်။အမိုးပေါ်ကရေကူးခန်းစပါနဲ့တန်းနဲ့ချီတန်မိုးရှိရဲ့ရှုခင်းတွေကိုခန်းစားနိုင်ပါပဲ။ရိုနာဒိုမှဒီလိုမျိုးရနိုင်တာပေါ့။3ကာကာ$12တန်းဘရေစီကန်တွင်ကစားသမားကြီးဟာမက်ထရစ်မှာအလွန်လှပတဲ့မဟာစံအင်ကြီးတစ်လုံးကိုပိုင်ဆိုင်ထားပြီးအဲ့ဒီထဲမှာရုပ်ရှင်ကြီးခန်းတင်းနွကွင်းမိုးလုံလေလုံးအားကစားခန်းမှာနဲ့အပြင်းပါရေကူးခန်းအကြီးကြီးတစ်ခုပါဝင်ပါတယ်။စိန်ခန်းလူနေဖို့ပါပဲ။ကျန်တဲ့သူတွေကိုမကြည့်ခင်မှာနောက်ထပ်ဘောလုံးဗီဒီယိုတွေကြည့်ဖို့အတွက် double tap လုပ်ညှဝေးပြီး follow လုပ်ထားပေးကြပါအောင်။နှစ် Wayne Rooney $30Rooney ရဲ့စံအိမ်ကတော့တကယ့်ကိုပိုင်အပန်းဖြေစခန်းတစ်ခုလိုပါပဲ။ကောက်တီးရိုက် simulator မိုးလုံလေလုံးရေကူးကန်ကြီးကိုပိုင်ရုပ်ရှင်ရုံနဲ့သူ့အိမ်ထဲမှာတင်အားကစားပြတိုက်တစ်ခုလုံးကိုထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။စာရင်းရဲ့ထိပ်ဆုံးမှာတော့ကမ္ဘာဈေးအကြီးဆုံးအိမ်ကိုပိုင်ဆိုင်ထားပြီးတန်ဖိုးကတော့$39တန်းအထိရှိပါတယ်။သူကတော့ဘူရင်အထိသရာဘူးစောင်းထားတာပါ။ဟော်လန်ဘတ်ကသူ့ရဲ့လန်ဒန်ဆိုင်အိမ်ဟာ$39တန်းနီးပါးကုန်ကျခဲ့ပါတယ်။အိတ်ခန်း9ခန်းဝိုင်းတိုလုံခန်းအားကစားခန်းမှာစပါနဲ့အဆင့်မြင့်လုံခြုံရေးစနစ်တွေပါဝင်ပါတယ်။ဒီကစားသမားကဘယ်သူဖြစ်မလဲဆိုတာကို comment box မှာခန့်မှန်းပေးကြပါဦး။